အဲ့တော့တစ်ချက်အနေနဲ့ဒါလေးကိုပြန်ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကဒီမှာလေနံပါတ်1အနေနဲ့ကဒီမှာပေါ့နော်ဒီ line လေးကိုတချို့ဆွဲမယ်နော်နံပါတ်2နေရာကျတော့တချို့ဒါ WL လေးကိုဆွဲမယ်နံပါတ်3အနေနဲ့ကတော့ဒီမှာဒီဟာလေးကိုဆွဲမယ်နော် sorry ဒီဟာလေးကိုဆွဲမယ်ပြီးတဲ့အခါကျရင်နံပါတ်4အနေနဲ့ကကျတော့ဒီဘေးဒီ line လေးကိုဆွဲမယ်နော်ပြီးလို့ရှိရင်နံပါတ်5အနေနဲ့ကကျတော့ဒီဟာလေးကိုတချို့ဒီဟာလေးကိုတွက်မယ်နော် b/6/7 ကိုတွက်မယ်တွက်ပြီးတဲ့အခါကျရင်ဒီမှာအမှတ်ကလေးမှန်မယ်ပြီးလို့ရှိရင်ဒီ line လေးကိုဆွဲမယ်နော်အဲ့တော့ဒီဟာပြီးတဲ့အခါကျလို့ရှိရင်နံပါတ်5ပေါ့နော်နံပါတ်6ကကျတော့ဒီဥစ္စာလေးကိုတွက်မယ်ပြီးနော်တွက်မယ်ဒီဟာလေးကိုမှတ်မယ်ပြီးရင်တောင်းမှတ်ထောင်မယ်ပြီးသွားတဲ့အခါကျရင်ဒါဆိုတာနံပါတ်9ဖြစ်သွားပြီပေါ့နော်ပြီးသွားတဲ့အခါကျရင်ဒီဟာနဲ့ဒီဟာလေးကိုတွက်မယ်တိုင်းမယ်ပြီးတဲ့အခါကျရင်ဒီဟာလေးကိုတောင်းမှတ်ထောင်မယ်နော်ဒါမှထောင်မယ်ပြီးသွားတဲ့ခါကျလို့ရှိရင်တချို့ဒီဟာလေးနှစ်ခုကြံမယ်ဒီဟာလေးကိုတဝက်ဝက်မယ်ဒါလေးတဝက်ဝက်ထားတာပေါ့နော်ဒါလေးတဝက်ဝက်ထားတာတဝက်ဝက်မယ်ထောင်းမှဆွဲမယ်နော်ဒါလေးရသွားပြီပေါ့နော်အဲ့တော့ရသွားပြီဆိုတဲ့ခါကျရင်တချို့ကဘာလေးဆက်လုပ်မလဲဆိုတဲ့ခါကျတော့ဒီဟာလေးပေါ့နော်ဒီဟာလေးကိုတချို့ဒါလေးကိုဆက်လုပ်ပါမယ်ဆက်လုပ်မယ်ဆိုတဲ့ခါကျတော့တချို့ဒီမှာကနော်တချို့ဒီမှာကခုနဒီနားလေးကိုစဆွဲမယ်အခုဒီဟာလေးဒီအကွက်ကလေးဖြစ်သွားပြီပေါ့နော်ဒီအကွက်ကလေးကိုဒီချေတို့ဒုတိယကြိမ်ပြန်ဆွဲမှာပေါ့နော်နံပါတ်1ကတော့ဒီဟာလေးကိုဆွဲထားပြီးပြီဆွဲထားပြီးဆိုတဲ့အခါကျတော့ဒီနောက်နံပါတ်2ကကျတော့ဒီဟာလေးကိုပြန်ဆွဲမယ်ပြန်ဆွဲပြီးတဲ့အခါကျရှင်အသေးစိတ်ပေါ့နော်အခုနံပါတ်1 step ပေါ့နော်နံပါတ်2 step ကဘာလဲဆိုတော့ဒီချေတို့ဒါလေပင်းဆွဲတော့မယ်လေပင်းဆွဲတော့မယ်ဆိုတဲ့အခါကျလို့ရှိရင်ဒီမှာဒီချေတို့ d/20+2.9 ဆိုတာလေးရှိတယ်နော်နော်ဒီမှာ b/20+2.9 လေးရှိတယ်အဲ့ဒါလေးကိုတချို့ကတွက်မယ်နော်တွက်တဲ့အခါမှာကဏ္ဍတစ်ခုရလာလိမ့်မယ်နော်အဲ့ဒီမှာကဏ္ဍတစ်ခုရလာတဲ့အခါမှာတချို့ကဘာလုပ်မလဲဆိုတော့ဒါလေးကိုတချို့ကဒါလေးကို3ပုံပုံမယ်1 2 3ပုံပုံမယ်နော်3ပုံပုံပြီးတဲ့အခါကျလို့ရှိရင် तू ကဒီမှာတပုံကိုထောက်မယ်ဒီအလုံးလေးတွေ့ရမလား1 2 3ပုံပုံပြီးတပုံထောက်မယ်ထောင်ပြီးတဲ့အခါကျရင်1 2 3ဒီကောင်လုံးကိုတွဲလိုက်မယ်နော်ဒီကောင်လုံးကိုတွဲလိုက်မယ်နော်ဒါလေးကိုတွဲလိုက်မယ်နော်တွဲလိုက်တဲ့ခါကျရင်ဒီလိုမျိုးပေါ့တပုံလေးကိုကပ်ပြီးထောင်ပြီးတော့တွဲလိုက်မယ်ဒါဆိုလို့ရှိရင်လေပင်လေးရသွားပြီပေါ့နော်ဒီဥစ္စာနံပါတ်1လေပင်လေးရသွားပြီနော်အဲ့တော့တချို့တို့လေပင်လေးရသွားပြီဆိုလို့ရှိရင်ဘာဆက်လုပ်မလဲဆိုတော့နောက်ထပ်ပခုံးလေးဆက်လုပ်မယ်နော်ဒီပခုံးလေးဆက်လုပ်ဖို့အတွက်ကိုဆိုလို့ရှိရင်အခုဒီမှာလေပင်လေးရသွားပြီလေပင်လေးရသွားပြီဆိုတဲ့အခါကျတော့တချို့တို့ဒီမှာမရှိလဲဆိုတော့ဒီတိုင်လေးရှိတယ်နော်ဒီတိုင်လေးရှိတယ်ဒီတိုင်လေးမှာဘယ်လောက်ထွက်မလဲဆိုတော့ဒီကနေပြီးတော့တချို့တပုံကိုချလိုက်မယ်တပုံကိုချလိုက်ပြီးတဲ့အခါကျလို့ရှိရင်ဘယ်လောက်ထွက်မလဲဆိုတော့2 cm ကဒါပုံလေးပေါ့နော်2 cm လေးကိုတချို့တို့ဒီဟာလေးကို2 cm ပုံလေးထွက်ပြီးမယ်ထွက်ပြီးတဲ့အခါကျရင်ဒီဟာနဲ့ဒီဟာနဲ့ကိုတချို့တို့ဆက်လိုက်မယ်ဆိုလို့ရှိရင်တချို့တို့ပခုံးလေးရပခုံးလေးရပြီးတဲ့အခါကျရင်တချို့တို့ဒီမှာကနန်းလို့တချို့တို့မှတ်ထားရမယ်ကနန်းဘယ်လောက်ရှိလဲ15ရှိလား14.5ရှိလားဆိုတော့တချို့တို့ဒါမှတ်ထားရမယ်နော်မှတ်ထားပြီးသွားတဲ့အခါကျလို့ရှိရင်တချို့တို့ပခုံးရသွားပြီပေါ့နော်ဒါလေးကပခုံးရသွားပြီနော်ပခုံးရသွားပြီလို့ရှိရင်တချို့တို့ကဘာလေးဆက်ဆွဲမလဲဆိုတော့ဒီမှာလက်ကလေးဆက်ဆွဲပါမယ်နော်ဒီမှာတချို့တို့ဒီမှာဒါလေးနော်ပခုံးလေးရသွားပြီတချို့တို့ပခုံးလေးရသွားပြီဆိုလို့ရှိရင်နော်ဒါလေးကိုလက်ကလေးကိုတချို့တို့ဆက်ဆွဲမယ်နော်အဲ့တော့တချို့တို့ကဘာလဲလက်ကလေးကိုတချို့တို့ဒါဆက်ဆွဲမယ်နော်ဆက်ဆွဲတဲ့ခါကျလို့ရှိရင်ဘာသိထားရမလဲဆိုအခုဒီမှာပခုံးလေးရသွားပြီနော်ဒီနဲ့အကွာအဝေးကိုဒီနဲ့အကွာအဝေးလေးရှိတယ်အကွာအဝေးကိုတချို့တို့တိုင်းမယ်တိုင်းပြီးတဲ့ခါကျလို့ရှိရင်ဒီမှာတဝက်ဝက်မယ်တဝက်ဝက်ပြီးတဲ့ခါကျရင်ဒီမှာ 2.5 ဆိုတာထားမယ်နော်တဝက်ဝက်မယ် 2.5 ဆိုတာလေးကိုတချို့ထားမယ်ထားပြီးတဲ့ခါကျလို့ရှိရင်ဒါလေးနဲ့ကိုတချို့ဒါလေးနဲ့ကိုတချို့ဆက်ထားမယ်နော်ပြီးသွားတဲ့ခါကျလို့ရှိရင်နော်ဒီအောက်ပိုင်းမှာရှိတဲ့ဟာလေးကိုဒီဟာလေးရှိတယ်တွေ့လားနော်ဒီအောက်ပိုင်းမှာရှိတဲ့ဟာလေးကိုတိုင်းမယ်ဒီမှာကလို့တဝက်ဝက်ထားမယ်နော်တဝက်ဝက်ထားမယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီအလေကိုတချို့45 ဒီဂရီပေါ့နော်ပြည်တယ်မှာရှိတဲ့45 ဒီဂရီကိုတချို့စောင်းမယ်
နော်45ဒီဂရီကိုပေးရမှာ45ဒီဂရီရှိတယ်45ဒီဂရီကိုတချို့စောင်းလိုက်မယ်နော်စောင်းလိုက်မယ်စောင်းလိုက်ပြီးတဲ့အခါကျလို့ရှိရင်သူကဒီမှာ8ဒီဂရီလေးမှာဘာလဲဆိုတော့ဒီရဲ့အပိုင်းလေးရှိတယ်ဒါနဲ့တချို့တိုင်းမယ်နော်တိုင်းတဲ့အခါကျလို့ရှိရင်ဒါဥပမာဒါထားလိုက်ပေါ်တော့5ရှိတယ်ဆိုလို့ရှိရင်ဒါ 2.5 ပေါ့တဝက်ဆိုရင်ဒါတချို့2.5ပေါ့နော်2.5ဆိုတဲ့အခါကျရင်ဒီကောင်ကို 2.5 တင်မယ်တင်ပြီးတဲ့အခါကျလို့ရှိရင်အမှတ်ကလေးမှတ်လိုက်မယ်။နော်ပြီးတဲ့အခါကျရင်ဒီကနေတချို့ဘယ်လိုလဲဆိုတော့ 0.5 ပြန်တက်မယ်။နော် 0.5 တချို့ပြန်တက်မယ်။နော်ပြန်တက်ပြီးတဲ့အခါကျရင်ဒါလေးက point ရပါပြီ။နော်အဲ့တော့ဒီမှာ1 point ရပြီ2 point ရပြီဒီမှာ3 point အဲ့တော့1 2 3 4ကိုတချို့ဒါတွဲချလိုက်မယ်။နော်တွဲချလိုက်တဲ့အခါကျရင်တချို့ဒါလက်ကလေးသူတို့ရအောင်ဒါလေးလက်ကလေးရသွားပြီပေါ့နော်နော်အခုဆိုရင်ဒါအခုလက်ကလေးပြီးသွားပြီပေါ့နော်ချိုင်းလေးပြီးသွားပြီချိုင်းလေးပြီးသွားပြီဆိုလို့ရှိရင်ဒီချေတော့ကဒီနံပါတ်4 step ကကြတော့ဒီနဲ့ဒီလေးကိုဆက်မယ်ဆက်ပြီးတဲ့အခါကျရင်သူနဲ့2စီယံခွာလိုက်မယ်နော်2စီယံခွာလိုက်မယ်သူနဲ့ဆက်လိုက်မယ်ဒါဆိုလို့ရှိရင်အနောက်ခြံလေးရသွားပြီနော်ဒါဆိုရင်အနောက်ချမ်းလေးရသွားပြီတချို့တို့နော်ဒါကကြတော့အနောက်ချမ်းရသွားပြီဆိုလို့ရှိရင်တချို့တို့ဒီမှာဘာရမယ်ဆိုတော့အရှိချမ်းလာပြီအဲ့တော့ဒီအရှိချမ်းမှာကြတော့တချို့တို့ကဘာစလောက်ရမလဲဆိုတော့နော်အခုဒီမှာအလုံးလေးရှိခဲ့တယ်ဒီအလုံးလေးဒီအရှိဘက်မှာ2 point ရှိဘက်မှာဒါလေးရှိခဲ့တယ်ဒါလေးပေါ့နော်ဒါလေးပေါ့နော် b by 20 plus 2.9 equal to တရားလေးဒီကဏ္ဍလေးရှိတယ်အဲ့တော့ဒီကဏ္ဍလေးကိုတချို့တို့ဒီမှာတချို့တို့ဒါအစားထိုးမှာဖြစ်ပါတယ်အဲ့ဒီကနေဥပမာ8ရတယ်ဆိုလို့ရင်8ထဲကနေပြီးတော့ဒါတွေကဒီအနီလေးတဲ့ပုံသင်ဒီပေါ့နော် -0.2 နှုတ်မယ်နော်ဒီမှာကျတော့ဒီအလုံးလေးထဲမှာဒီအလုံးနော်ဒီတရားလေးထဲမှာကို +1 ပေါင်းမယ်အဲ့တော့သူနဲ့ကိုအရင်ဆုံးတိုင်းမယ်ပြီးရင်သူနဲ့ကိုတိုင်းမယ်တချို့တို့တိုင်းပြီးတဲ့ခါကျရင်ဒါကောင်လေးကိုတချို့တို့ဒါလေးကိုတောင်းမှန်ချမယ်ဒါလေးကိုတောင်းမှန်ချမယ်နော်ချပြီးသွားတဲ့ခါတချို့တို့ဘာလုပ်မလဲဆိုတော့ဒီအောက်ကနေဒီမှာ 0.5 ကလေးဒီကောင်လေးမှတ်ထားမယ်နော်ဒါလေးက 0.5 မှတ်ထားမယ်မှတ်ထားပြီးတဲ့အခါကျတော့ဒါလေးတစ်မှတ်ရှိမယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီအလယ်လေးမှတ်ဖို့အတွက်ဆိုလို့ရှိရင်ကျတော့45ဒီဂရီပေါ့နော်ဒီကျင်တွယ်လေးတွေမှာ45ဒီဂရီရှိတယ်ဒီ45ဒီဂရီနဲ့တချို့ဒါမှတ်လိုက်မယ်နော်မှတ်လိုက်မယ်ပြီးတဲ့အခါကျလို့ရှိရင်ကျတို့ဒီမှာရှိတဲ့အတိုင်းအတာလေးကိုကျတို့ဒါတိုင်းမယ်နော်တိုင်းပြီးတဲ့အခါကျရင်ဒီမှာတချို့တဝက်ဝက်မယ်နော်တဝက်ဝက်မယ်ဥပမာဒါဒီဟာဒီ8ရှိတယ်ဆိုလို့ရှိရင်ဒီတစ်ဝက်ဒီ4ပေါ့နော်အဲ့ဒါလေးကိုပြန်လုပ်မလဲဆိုတော့ကျတို့ဒီကနေပြီးတော့45ဒီဂရီမှာဒီတစ်ဝက်ကလေးကိုတချို့တို့ဒါမှတ်မယ်မှတ်ပြီးတဲ့အခါကျဒီအမှတ်ကလေးရှိမယ်မှတ်တဲ့အခါအမှတ်ကလေးအထီကိုရှိနေတယ်အဲ့ဒီကိုပြန်လုပ်မလဲဆိုတော့3.3 ဟိုဒါလေးပြန်မှတ်မယ်အဲ့တော့ဒီ level လေးဆွဲဖို့1 2 3နော်ဒါလေးကိုတချို့တို့ဆွဲလိုက်ပြီဒါဆိုရင်တချို့တို့အရှိ level လေးတချို့တို့စရပြီနော်โอเคဒါပြီးလို့ရှိရင်တချို့တို့ရဆက်သွားမယ်ဆိုတော့နော်ဒီမှာအကျယ်လေးပြထားပြီးတယ်နော်အကျယ်လေးပြန်ပြောမယ်ဒီမှာခုနဒီအလုံးလေးရှိမယ် b by 20 plus 2.9 0.2 နှုတ်မယ်ဒါလေးကျတော့1ပေါင်းမယ်ဒါလေးကိုတော့စတုကန်လေးဆွဲမယ်ဆွဲပြီးတဲ့အခါကျရင်ဒီမှာအမှတ်ကလေးတစ်မှတ်ကို 0.5 ကနေအမှတ်ကလေးတစ်မှတ်မှတ်မယ်ပြီးတဲ့အခါကျလို့ရှိရင်45ဒီဂရီထောင်ထားမယ်ပြီးလို့ရှိရင်ရှင်တို့ဒီမှာဒါနဲ့ဒါတို့တိုင်းမယ်တိုင်းပြီးတဲ့အခါကျရင်တဝက်ဝက်မယ်ဝက်ပြီးတဲ့အခါကျရင်ဒီရဲ့တပုံကိုဒီမှာလာပြီးတော့မှတ်မယ်မှတ်ပြီးတဲ့အခါကျလို့ရှိရင်ရှင်တို့ 0.3 ပေါ့နော်ဒီအားလို့နှိပ်ချမယ်နှိပ်ချပြီးလို့ရှိရင်ဒါ level အမှတ်ကလေးရပြီ1 2 3ဒါလို့ရှင်တို့ဆက်မှာပေါ့နော်အဲ့တော့ဒါဆို level လေးရပါပြီlevel ရပါဆိုရှင်တို့ဒီမှာဘာဆက်ဆွဲအောင်ဆိုချင်ပခုံးဆက်ဆွဲမယ်ပခုံးကကြတော့နော်အနောက်ပခုံးမှာတော့တပုံပဲထားခဲ့တယ်ဒါပေမဲ့အရှိပခုံးမှာကျချေတော့ဒါနှစ်ပုံထားတယ်နော်နှစ်ပုံအရှိမှာ 2.5 ဆိုလို့ရှိရင်ဒါလည်း 2.5 နှစ်ဆပေါ့နော်နှစ်ဆထားပြီးလို့ရှိရင်ချေတို့ဒီမှာကျတော့ဟိုအရှိအနောက်မှာတော့2ထွက်ထားတယ်ဒီမှာကတော့2မထွက်ဖဲနဲ့ဒါလေးကိုဒေါင်းမှန်လေးဆွဲထားမယ်
ဆွဲထားပြီးတဲ့အခါကျလို့ရှိရင်တကယ်လို့အရှိမတိုင်းခဲ့တဲ့ဒီပခုံးတိုင်းခဲ့တဲ့ဟာလေးရှိတယ်အဲ့ထဲကနေပြီးတော့ 1.8 ကိုနှုတ်မယ်ဒေါင်းစာပေါ့နော်နှုတ်တဲ့အခါကျရင်ဒီမှာကဏ္ဍလေးတစ်ခုရမယ်ထားလိုက်ပါတော့14ရတယ်ဆိုပါ14ရတယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ဒီကို14ရှိတဲ့နေရာသို့မဟုတ်15ရှိတဲ့နေရာသို့မဟုတ်16ရှိတဲ့နေရာပေါ့နော်ဒီဟာလေးကိုတချို့မှတ်မယ်ဆိုလို့ရှိရင်ဒါအမှတ်ကလေးရတယ်အဲ့ဒီချက်ပြန်ပြောမယ်ဒါအနောက်ပခုံးရဲ့ဒီဟာလေးတွေကနေပြီးတော့ 1.8 တချို့နှုတ်မယ်နှုတ်လိုက်တဲ့ဟာဒီဒါတချို့ဒီဟာရဲ့ပခုံးလိုင်းကြီးပဲပေါ့နော်ဒီပခုံးလိုင်းကိုတချို့ရလာမှာဖြစ်ပါတယ်နော်အဲ့ဒါပြီးလို့ရှိရင်တချို့ဘာပြင်ဆက်သွားမလဲဆိုတော့ဂျိုင်းလေးဆက်သွားမယ်နော်တချို့လက်ပင်လေးရပြီပခုံးလေးရပြီဆိုလို့ရှိရင်တချို့ဒီဂျိုင်းစသွားမယ်ဂျိုင်းကိုလည်းအရှိဂျိုင်းလိုပဲအခုဒီမှာရှိတဲ့အစွန်နေရာနဲ့တချို့ဒီနေရာလေးကိုတိုင်းမယ်တဝဲဝက်မယ်တဝဲဝက်ပြီးတဲ့အခါကျရင်တချို့ဒီမှာ 2.5 ပတ်ကလေးမှတ်မယ်ဒီဟာဒီစုံမှတ်နော်ဒါလေးရဲ့စုံမှတ်ပါနော်အဲ့တော့ဒီလိုလေးပြီးသွားတဲ့အခါကျရင်တချို့ဒီမှာ45ဒီဂရီလို့ဒေါင်းမှတ်ပြန်ထောင်းမယ်ထောင်းပြီးသွားတဲ့အခါကျလို့ရှိရင်တချို့အရှိမရှိခဲ့တဲ့အပိုင်းလေးပေါ့နော်ဒီအရှိမရှိတဲ့အပိုင်းလေးကိုတချို့ဒီမှာလာမှတ်မယ်နော်ဒီအမှတ်ကလေးမှတ်မယ်အရှိမ3ရှိရဆိုဒီတချို့3ပေါ့နော်မှတ်မယ်မှတ်တဲ့ခါကျလို့ရှိရင်တချို့ဒီမှာလက်ကလေးရပါပြီလက်က1 2 3ပေါ့နော်ဒါလေးကိုတချို့ဒီမှာဆွဲလိုက်ပါမယ်အဲ့တော့ဂျိုင်းလေးလည်းရပြီပခုံးလည်းရပြီလေပင်လည်းရပါပြီနော်ရသွားပြီဆိုတဲ့ခါကျရင်ဒီဘက်မှာတချို့ဘာလာမလဲဆိုတော့ဒါထောက်ပေါ့နော်ရှင်ဘက်ထောက်ကိုလိုချင်တဲ့ခါကျတော့ဒီတိုင်ကနေပြီးတော့တချို့ဒီကိုတိုင်းနေဒီမှာတဝဲဝက်တယ်နော်တဝဲဝက်တယ်ဝက်ပြီးတဲ့ခါကျလို့ရှိရင်ဂျိုင်းဘက်ကို 0.7 အမှတ်ကလေးမှတ်တယ်နော်အမှတ်ကလေးမှတ်လိုက်မယ်ဒီမှာအမှတ်ကလေးမှတ်မယ်နော်မှတ်ပြီးတဲ့ခါကျရင်ဒီဘာလုပ်မလဲဆိုတော့နော်ဒါမှတ်မယ်ဆိုလို့ရှိရင်မှတ်ပြီးသွားတဲ့ခါကျလို့ဒီမှာမှတ်လိုက်ပြီမှတ်ပြီးခါကျဒီဒေါင်းမှန်ဆင်းချမယ်ဒေါင်းမှန်ဆင်းချပြီးတော့ဘလောက်အကွာဝေးလဲဆိုတော့ 4cm အကွာဝေးရှိတဲ့နေရာသည်ဒါဒီမူလကိုယ်တိုင်ရဲ့ BP ပဲဖြစ်ပါတယ်เนาะဥပမာ B ဒီ80ဖြစ်တယ်ဆိုလို့ရှိရင်80ရဲ့ BP ပွိုင်းရတာဒီအမှတ်ကလေးဒီနာရမယ် B ဒီ90ရှိတယ်ဆိုလို့ရှိရင်90ရဲ့ BP ဒီနာလေးမှာရှိမယ်ပေါ့เนาะအဲ့တော့ဒါမူလကိုယ်တိုင်လေးပြီးသွားပါပြီ